Okay အားလုံးပဲမင်္ဂလာပါပေါ့နော်ကျွန်တော်ဒီနေ့မှတော့ကျွန်တော်ဒါမျိုးမီဒီပြုပြင်နေလေကျွန်တော်ပြောပြပေးမယ်ပေါ့နော်ဒါမျိုးမီဒီတွေဘယ်လိုပြုပြင်ရလဲဆိုတော့ကျွန်တော်ပြောပြပေးပါမယ်အရင်ဆုံးကျွန်တော်ဒီမီဒီလေးပါပေးတာလဲဆိုတော့မီဒီလေးကျွန်တော်မလင်းဘူးပေါ့နော်ဘာလို့လဲဆိုရင်သူရဲ့ဒီကောင်းကကျွန်းသွားတယ်ပေါ့နော်ကျွန်တော်တို့အပေါ်မှာရှိတဲ့မီဒီကောင်းတွေကျွန်းသွားလို့ပါအဲ့ဒါကြောင့်မလင်းတာပါOkay အဲ့ကမီဒီကောင်းတွေကျွန်းသွားလို့ပေါ့နော်ပြီးကြတော့ကျွန်တော်ဒီသူ့ရဲ့ဒီမီဒီအဖုံမှာရှိတဲ့ဖုံတွေကိုကျွန်တော် cover နဲ့တက်လိုက်တယ်ပြောင်းသွားပြီပေါ့နော်โอเคကျွန်တော်ဒီသူ့ပုံမှာအပိတ်ကလေးကိုခွာလိုက်တယ်โอเคပေါ့နော်သူ့ပုံမှာအပိတ်ကလေးကိုခွာလိုက်တယ်ဒီဘက်ကဆိုရင်ကျွန်းသွားတော့ဒီမဲ့ကော်ရီကိုမဲသွားတယ်ပေါ့နော်ကော်ရီကိုမဲသွားပါတယ်โอเคပလီယာလေးနဲ့ထူလိုက်ပါပေါ့နော်ပလီယာလေးနဲ့ထူပြီးဒီဘက်ကကျွန်တော်တန်ပိတ်ကလေးကိုခွာပါမယ်โอเคကျွန်တော်တို့တန်ပိတ်ကလေးကိုကျွန်တော်ခွာပြီးလိုက်ပါနော်โอเคပြရဒီထူနေဝိုင်းရလေးဆွဲနှုတ်လိုက်တယ်ဒီဝိုင်းရလေးကျွန်တော်ကက်ကြီးလေးနဲ့ကျွန်တော်အစားဖော်ပေးလိုက်မယ်ပေါ့နော်ဒီဝိုင်းရလေးကျွန်တော်ကက်ကြီးလေးနဲ့ကျွန်တော်အစားဖော်ပေးလိုက်တယ်ခေကျွန်တော်တို့အစားဖော်ပြီးတိုင်းကျွန်တော်တို့ဒီတန်ပိတ်ကလေးနေရာမှာအခြားပိတ်နဲ့ကျွန်တော်တို့အစားထိုးမယ်ပေါ့နော်ဒီတန်ပိတ်ကလေးကကျွန်တော်တို့ကျွန်းပြီးတော့ကျွန်တော်တို့ကော်ရီကမဲသွားတာဆိုကျွန်တော်မရတော့ပေါ့နော်နောက်တစ်တာမျိုးမီဒီယာတန်ပိတ်ကလေးနဲ့ကျွန်တော်တို့အစားထိုးရပါမယ်ဒီတန်ပိတ်လေးပေါ့နော်ဒီတန်ပိတ်ကလေးကိုကျွန်တော်တို့အရင်ဆုံးဒီဘွားသူ့ရဲ့ဒီပိတ်ကလေးတွေခွာလိုက်မယ်ပေါ့နော်โอเคပိတ်ကလေးခွာမယ်ခွာပြီးတော့ကျွန်တော်တို့ပလီယာနဲ့ကဲလိုက်မယ်ပေါ့နော်ဘာလို့ခွာရတယ်လဲဆိုရင်ကျွန်တော်တို့ဒီတိုင်းဒီတန်ပိတ်ကလေးကိုချွတ်လိုက်မယ်ဆိုရင်အတွင်းထဲဝါပြတ်သွားနိုင်တဲ့အတွက်အပေါ်ကပိတ်ကလေးကိုခွာပြရတာပါကိုကျွန်တော်တို့ပလီယာနဲ့ချွတ်လိုက်ပါပြီကိုကျွန်တော်ပလီယာနဲ့ချွတ်ပြီးတယ်ပေါ့နော်ပလီယာနဲ့ချွတ်ပြီးတော့ကျွန်တော်ဒီတန်ပိတ်ကလေးတွေကသူ့အတွင်းထဲမှာအပေါက်ကလေးနဲ့ပေါက်ပါပေါ့နော်သူ့အပေါက်ကလေးနဲ့ပေါက်ကိုကျွန်တော်တို့ဝိုင်းရတပင်းစီလိုက်ဆိုင်လိုက်မယ်ဒီအတွင်းထဲမှာသူအပေါက်နဲ့ပေါက်ပါတယ်အဲ့ပေါက်နဲ့ပေါက်ကိုကျွန်တော်တို့ဝိုင်းရတပင်းစီလိုက်ထည့်လိုက်မယ်ပေါ့နော်ဒီနေရာမှာဝိုင်းရရဲ့နန်းစာလေးကိုကျွန်တော်တို့ရှည်ရှည်လေးထားပြပေါ့နော်တားလေးမရှိနေပေါ့နော်နည်းနည်းလေးရှည်ရှည်လေးထားပြပါကျွန်တော်ရှည်ရှည်လေးထားပြီးတော့ရှည်ရှည်လေးထားပြီးတော့ကျွန်တော်ထည့်လိုက်မယ်ထည့်တဲ့နေရာမှာလည်းကျွန်တော်တို့ဓာတ်အပေါ်အစအမြင်ဓာတ်မထွက်စေဘဲတော့သူတို့ချင်းပူးပြီးတော့ကျွန်တော်တို့ရှော့ပြနိုင်နေပေါ့နော်အဲဒါကြောင့်ကျွန်တော်တို့အသင်းတလေးပဲထည့်ပေးပါမယ်ခေကျွန်တော်အပိတ်ကလေးတွေပြန်ပေးပိတ်နေမှာကျွန်တော်ပလီယာလေးနဲ့ထူပြီးပေါ့နော်ပလီယာလေးနဲ့ထူပြီးပါဆိုတော့ကျွန်တော်ပလီယာနဲ့ထူလိုက်တဲ့နေရာမှာကျွန်တော်ဒီပိတ်ကလေးပြင်ပါကျွန်တော်အပိတ်ကလေးပြင်ပါကျွန်တော်ဒီကောလေးကွဲသွားပေါ့နော်ကောလေးကွဲသွားပြီဆိုကျွန်တော်အရင်ဆုံးမီဒီကိုကျွန်တော်တို့အရင်ဆုံးစမ်းကြည့်မယ်ပေါ့နော်မီဒီကိုအရင်ဆုံးစမ်းကြည့်ပါမယ်ဒီမီဒီကိုကောင်းတဲ့ထည့်ပြီးစမ်းကြည့်မယ်ပေါ့နော်မကောင်းရင်ကျွန်တော်တို့ဒီသူ့ရဲ့ကျွန်တော်ထည့်အပိတ်ကလေးပေါ်မှာကျွန်တော်တို့ခဲလေးလိုက်ပြရမယ်ပေါ့နော်ခဲတို့ပြရမယ်ပေါ့နော်โอเคကျွန်တော်တို့ဖိလိုက်မှလင်းနေပေါ့နော်ကျွန်တော်လက်ကြီးနဲ့ဖိလိုက်မှလင်းနေဒီတိုင်းတူတူမလင်းဘူးပေါ့နော်ဒါဘာလို့လဲဆိုတော့ဒီကျွန်တော်ရဲ့ဒီခေါင်းနဲ့မီဒီနဲ့ဒီခေါင်းနဲ့ချားတဲ့ဒီတန်ပိတ်ကလေးတွေအကွာဝေးနေတော့လို့လဲစင်ကူပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီဘောလေးကျွန်တော်ခဲတို့ပြရပါမယ်အရင်ဆုံးခဲဆွဲအောင်ဆိုဒါမျိုးကြောက်လေးနဲ့ချက်ပြီးမှာပေါ့နော်ဝေးခဲဆွဲအောင်ကျွန်တော်ကြောက်လေးနဲ့ချက်ပေးရပါမယ်
နှစ်ပတ်လုံးချစ်ပေးပေါ့နော်နှစ်ပတ်လုံးချစ်ပေးပြန်ကျွန်တော်တို့ဒီခဲကောက်လေးကျွန်တော်ထင်းရှူစီနဲ့ခဲကောက်ထိပ်ပူလို့ဆေးလိုက်မယ်အမှကျွန်တော်တို့ခဲဆွဲမှာပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်တို့ဆေးလိုက်တယ်ကျွန်တော်မီဒီရဲ့ဆန်တော့အပေါ်အဖုံးလေးကိုလည်းကျွန်တော်တို့ခဲထင်းရှူစီလေးကျွန်တော်တို့တုံးပြီးပေါ့နော်ထင်းရှူစီရှိရင်တုံးပြီးပေါ့နော်မရှိလဲရတယ်ဘာမှဖြစ်ပါဘူးကျွန်တော်တို့ဒီဘောကကြီးလေးတွေကိုဆန်တော့ကျွန်တော်တို့တန်ကြောင်းလေးနဲ့ချစ်ပြီးသားဆိုကျွန်တော်တို့ခဲဆွဲတယ်ပေါ့နော်ဒီဘောကြီးတာရှိနေမယ်ဆိုကျွန်တော်တို့ဒီလိုခဲတို့ရမှာမဟုတ်ဘူးပေါ့နော်ဒီကျွန်တော်တို့ခဲလေးတွေဆွဲနေတာပဲကျွန်တော်တို့ခဲလေးတွေဆွဲတယ်ပေါ့နော်ဟိုဘက်ကကျွန်တော်တို့ကျိုးသွားတဲ့ဘက်ကနှိမ့်သွားတယ်ဖြစ်တယ်အဲ့ဘက်ကိုကျွန်တော်တို့ခဲလေးများများလေးတိုးပေးလိုက်ပါဦးနော်အဲ့ဒါမှကျွန်တော်တို့လျှက်စစ်ကကူးမှာပါဒီညမှာခဲလို့တယ်ဆိုတာခဲကိုကျွန်တော်တို့အပေါ်ဖိုးလိုက်တဲ့အတွက်ဒီကောင်လေးကအပေါ်တက်လာပြီးတော့ကျွန်တော်တို့အဆန်တော့ခေါင်းလေးနဲ့ကြားထဲမှာလျှက်စစ်ကူးသွားနိုင်အောင်အတွက်ကျွန်တော်တို့ခဲတို့ပြရခြင်းချစ်တယ်ပေါ့နော်ကျွန်တော်တို့တွားတိုက်တဲ့နေနဲ့စီတွားတိုက်တဲ့နေကျွန်တော်တို့တုပ်လိုက်မယ်တွားတိုက်တဲ့နေကျွန်တော်တို့ပုတ်လိုက်မယ်ဆိုရင်ဒါဆိုအပေါ်သူကြီးလေးတွေပြောင်းသွားပြီပေါ့နော်ကွန်မတူကျွန်တော်တို့ဒီအလဲကောင်မှာပေါ့နော်ခြိုက်ကလေးရှိရပေါ့နော်အဲ့ခြိုက်ကလေးတို့ကျွန်တော်နည်းနည်းခဲတို့ပြရမယ်ဒါမှကျွန်တော်တို့ဒီခဲကောက်ကခဲတို့ပြီးမှဒီခြိုက်ကလေးကအောင်နှိမ့်သွားပြီးတော့ကျွန်တော်တို့မိတီတက်လို့လည်းလွဲမှာပေါ့နော်မတိုးလေခဲခြိုက်ကလေးတွေကျွန်တော်တို့ခဲကောက်နဲ့ကျွန်တော်တို့အပူပေးပြီးတော့ဟိုတဲကိုကော်လေးကိုမစားလဲရရပေါ့နော်ကျွန်တော်တက်ကြည့်မယ်ကိုဘောမီဒီလည်းလင်းလာပြီပေါ့နော်ဒါကျွန်တော်လက်နဲ့လည်းကျွန်တော်ကိုင်းကြမလို့ပေါ့နော်ကျွန်တော်လွှတ်တာလက်နဲ့လွှတ်ထားတော့မှကျွန်တော်မီဒီလည်းလင်းလာတယ်ပေါ့နော်ကျွန်တော်ဒီမီဒီပြုပြင်နေလေကျွန်တော်အောင်မြင်သွားပြီပေါ့နော်အောင်မြင်သွားပါပြီကျွန်တော်မီဒီကဒါနည်းနည်းကြီးတယ်ပေါ့နော်ကြီးတော့အဲ့တော့ကြောင့်ကျွန်တော်ပိုးလေးလင်းနေပေါ့နော်ပိုးလေးလင်းပါတယ်ဒီကျွန်တော်လက်နဲ့လွှတ်ထားတော့မှဒီမဲ့အဆင်ပြေတယ်ပေါ့နော်โอเคအားလုံးပဲမင်္ဂလာရှိသောနေ့လေးပြပါစေဗျကျွန်တော်ရဲ့ဒါမျိုးလေးစင်းနဲ့ပတ်သက်တဲ့ပူဒရာရှိဗီဒီယိုတွေကြည့်နေဆိုရင်ကျွန်တော် channel လေးကို like subscribe ပေးခဲ့လို့ရတယ်ပေါ့နော်မရှင်းတာရှိရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့အောက်က comment ထဲမှာကျွန်တော်ဝင်ပြီးတော့မှန်ခဲ့လို့ရတယ်ပေါ့နော်မှန်ခဲ့လို့ရပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးကျွန်တော်ဘာဗီဒီယိုတွေတင်ပေးရမလဲဆိုတော့လည်းကျွန်တော် comment ထဲမှာဝင်ပြီးတော့ပြောခဲ့လို့ရတယ်ပေါ့နော်ကျွန်တော်ဒီဗီဒီယိုလေးကျွန်တော်ဆုံးသက်ပါမယ်